သွားဝနေလို့ဆိုပြီးတော့ကိုယုံကြည်မှုပြောင်းနေတဲ့ကောင်မလေးတွေအတွက်ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်တာပါသွားဝနေတယ်လို့ခံစားရရင်ကျမတို့နေ့တိုင်းလိမ့်နေတဲ့ makeup trick လေးတစ်ခုပြောင်းလိုက်တာနဲ့ကျမတို့သွားလေးတွေကိုဖြူလာတယ်လို့ခံစားရသွားဖြူခြင်းနဲ့ဒါပေမဲ့လို့သွားဖြူကူထုံးလေးသွားစေးကန်းကိုသွားဖို့အတွက်ကအခြေအနေမပေးသေးဘူးဆိုလို့ရှိရင်ဒီလို makeup trick လေးကိုသုံးကြည့်လို့ရတယ်ဒါကတော့ color contrast သဘောတရားအရအယောင်တွေရဲ့လှည့်စားမှုကိုသုံးပြီးတော့ကျမတို့သွားလေးကိုဖြူသရအောင်တစ်ဖက်လူကထင်ရအောင်လုပ်တဲ့နည်းပေါ့ကျမတို့အယောင်တွေသုံးတဲ့အချိန်ကြာလို့ရှိရင်အယောင်မှာ2မျိုးရှိတယ် warm tone ရှိမယ် cool tone ရှိမယ်ပေါ့နှာခမ်းဒီအယောင်ယူတဲ့အချိန်ကြာရင် warm tone color တွေဖြစ်တဲ့အဝါတို့လိမ္မော်တို့ခံတဲ့အယောင်မျိုးတွေသုံးတဲ့အချိန်ကြာလို့ရှိရင်သွားလေးကပို့ပြီးတော့ဝါဒီလိုလေးရှိနေတတ်တယ်ဒါမှမဟုတ်လုံးဝ cool tone ဖြစ်တဲ့blue base red လို့ခေါ်တဲ့ခရမ်းရောင်ညီညိုရောင်ကြက်သွေးရောင်ဒီလိုလွယ်နဲ့တူတူပြောရရင်အယောင်ရင်းတွေသုံးတဲ့အချိန်ကြာရင်သွားဖြူသွားသလိုမျိုးကြည့်တဲ့သူကမြင်ရစီတယ်ဒါအယောင်တွေရဲ့လှည့်စားမှုလို့ပဲပြောရမှာအောင်မလေးတွေအနေနဲ့ဒီနည်းလေးကိုလည်းစမ်းသုံးကြည့်ဖို့အတွက်လက်တူလိုက်ပါတယ်ဟုတ်ကဲ့နောက်ထပ်ဗီဒီယိုချိုင်းပြန်တွေ့ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်